Hingla Bavia, Alo Java Badi, Cheda Badi, Payago Mianamia, Pago Dajala, Alo Joshua, the Jango, or Paisumo Gondamane. Da Anudio, I mean, I said, talk at it, the Kalai Koko when I know when I saw the Otunamea, another to Kalai, a time, main Namu, Kalai do Kora, no. Put he Kalai Baviola that Janado to do not on team, no. So we saw in a view, totally Kaumare. General. အခုလက်ရှိဖြစ်နေတဲ့အနေအထားများပေါ့နော်အဲဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတာကတက္ကသိုလ်မြေပြင်တက္ကသိုလ်တွေဖွဲ့တော့မှာမြေပြင်တက္ကသိုလ်တွေစေတက္ကသိုလ်တွေပြီးတော့တခြားတမွေးကြောင့်တက္ကသိုလ်တွေပါမြေပြင်မှာဖွင့်ပါတော့မယ်အဲ့တော့ဒီမြေပြင်ကလည်းဟိုထိတ်ချုပ်ထားတဲ့နေရာကလေကြောင်းရန်ကလွယ်ပြီးတော့စစ်ကြောင်းလုံးဝထိုးလို့မရတဲ့နေရာတွေအမြောက်အများထိတ်ချုပ်ထားပြီးတော့ energy ရဲ့ဝန်ကြီးရုံးတော်ဖွင့်ထားပြီးဆိုပြီးတော့ဆရာကြီးဆိုဝေဆိုကသူ့ရဲ့ interview မှာသိချက်ချ2026 January February ကိုရည်မှန်းပြီးတော့ကျွန်တော်တို့တက်မွေးပညာကျောင်းတွေအဆင့်မြင့်ပညာကျောင်းတွေနောက်ဈေးနဲ့ပတ်သက်ရင်ဈေးတက်ကတူဈေးကျောင်းတွေပေါ့နော်နောက်သူနာပြုတက်ကတူသူနာပြုကျောင်းတွေcommunity hub လူထုကျန်းမာရေးနဲ့ပတ်သက်တဲ့ကျောင်းတွေကိုကျွန်တော်တို့ဖွင့်လှစ်နိုင်ဖို့အတွက်စီစဉ်နေပါတယ်ဒါတွေဟာအခု2026 January February မှာစတင်ဖွင့်လှစ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်ဒါမကြာမီမှာမြေပြင်ဈေးတက်ကတူမြေပြင်သူနာပြုတက်ကတူမြေပြင်ပြည်သူ့ကျန်းမာရေးတက်ကတူတွေဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်မကြာမီမှာမြေပြင်အဆင့်မြင့်ပညာတက်ကတူတွေဘာသာရပ်ပေါင်းစုံအဆင့်မြင့်ပညာတက်ကတူတွေတက်မွေးပညာကျောင်းတွေဒေါ်လာရေးနဲ့အနာဂတ်အတွက်လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေကိုထုတ်လုပ်ပေးနိုင်မှုတို့ NUG မြေပြင်မှာလည်းစုပေါင်းယုံလည်းရှိပါတယ်ဝင်ကြီးဒုဝင်ကြီး10ယောက်9ယောက်ကျွန်တော်တို့ယုံထိုင်နေယုံလည်းရှိပါတယ်။မှာဆိုရင်အင်အား9000ကျော်ရှိတဲ့ CDN အနေနဲ့ဖွဲ့စည်းထားသလိုဒီ MOD ကာကွယ်ရေးဝန်ကြီးဌာနစီးအဖွဲ့မှာလည်းအင်အား1000နီးပါးရှိတဲ့စီးအဖွဲ့များနဲ့ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ဒေတာအလိုက်တွေကျွန်တော်တို့ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့စေယုံတွေစေကန်းတွေရှေ့တန်းစေယုံစေကန်းတွေနောက်တက်စိတ်လိုက်တက်ရင်လိုက်စီးအဖွဲ့တွေဖွဲ့စည်းပြီးကျွန်တော်တို့စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်သူဒီကလိုက်ပြောတော့ဆက်နာထောင်မှာသူပြောချင်တာအဲ့တော့ interview ပြောတာနောက်မှအဲ့ပုံလေးတော့ကျွန်တော်ပြထားပေးပါမယ်ဆက်နာထောင်ကြည့်အောင်ပါနော်ဟုတ်ပါပါတယ်အဲ့တော့ဒီတော့တိုင်းသားကောင်းဆောင်များနဲ့နော်ပါဝင်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေလုပ်ဖို့တိုင်းသားကောင်းဆောင်များကိုယ်တိုင်သဘောတူထားတယ်ဆိုပြီးတော့လည်းဆရာကြီးဆိုဆိုကသေချာပြောထားပါတယ်ပြီးတော့ရမငွေရှာဖွေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရရှိထားတဲ့နေမြေတွေကနေစီးပွားရေးတွေစိုက်ပျိုးရေးတွေကိုထုတ်လုပ်မှုတွေလုပ်ဖို့အတွက်လည်းအစီအစဉ်တွေရှိနေပါပြီဝင်ငွေတွေလည်းရှိနေပါပြီဝင်ငွေဘယ်လောက်ရှိလဲဆိုတာကိုလည်းပြောစရာမလိုဘူးလို့မပြောဘူးဆိုပြီးတော့လည်းသေသေးချာချာကိုဆရာကြီးဆိုပြီးဆိုတာပြောထားပါတယ်အားကြောင့်ဒေါ်လာရေးကသူ့ဟာသူ့အနေထားနဲ့သူရွေ့နေတယ်သူ့ဟာသူရက်တည်နေတယ်အဲ့တော့ကျွန်တော်တို့ကရေုံကြီးနဲ့ပဲဆက်သူပြောတဲ့စကားလေးမှနော်တော်လိုင်းရင်ကသူ့ရွေ့နေတယ်သူ့ရက်တည်နေတယ်ဒါသူပြောတဲ့စကားနော်ဒါဗမာစကားမှာသူဟိုရိုးရှင်းရှင်းကျွန်တော်တို့ဟိုနားလေရမယ်ဆိုလို့ချင်းဗာပြည်သူတွေနဲ့တော်လိုင်းရေးဖွဲ့ကြီးကဒါရွေ့နေတယ်တော်လိုင်းရေးနဲ့ပြည်သူတွေဖွဲ့ရက်တည်နေတယ်လို့ပြောမှာနော်တော်လိုင်းရေးကတော့သူ့ရွေ့နေတယ်သူ့ရက်တည်နေတယ်ဒါပညာသားပါတဲ့စကားရက်တရက်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဒါဘာကိုပြောချင်တာလဲမဟုတ်သိဘူးကျွန်တော်တို့အတူတူဆက်သားထောက်ကြည့်အောင်နော်အဲ့တော့ကျွန်တော်တို့ကရေုံကြီးနဲ့ပဲဆက်သွားဖို့လိုတာပါအဲ့တော့မြေပြင်မှာတကယ်တာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်တို့ရဲ့ဝန်ကြီးတစ်ပါးဖြစ်တဲ့ဒေါ်လာရဲ့ဦးဆောင်ခေါင်းဆောင်တယောက်လည်းဖြစ်တဲ့ဆရာကြီးဒေါက်တာဇော်ဝေဆိုရဲ့အင်တာဗျူးတွေကိုသိချာနာထောင်ကြည့်စေချင်ပါတယ်ဆရာဦးရမွန်ရဲ့အင်တာဗျူးတွေကိုလည်းသိချာနာထောင်ကြည့်စေချင်ပါတယ်ထိုနည်းလည်းကောင်းမယ်အေးရဲ့ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့အင်တာဗျူးတွေကိုလည်းသိချာနာထောင်ကြည့်စေချင်ပါတယ်ဒီလူပြောတာကိုကျွန်တော်အဟုတ်မှလို့နားထောင်နေတာဥသောဝေဆိုရဲ့အင်တာဗျူးကိုလည်းတည်တည်ချာချာနားထောင်စေချင်တယ်တဲ့နော်ဥယျာဉ်ဝင်ရဲ့ငမူးယျာဉ်ဝင်ရဲ့အင်တာဗျူးကိုလည်းတော်တော်နားထောင်စေချင်တယ်တဲ့ပြီးတော့ထုံးမြတ်နိုင်ရဲ့ထုံးမြတ်နိုင်ရဲ့အင်တာဗျူးကိုလည်းတေချာနားထောင်စေချင်တယ်ဒါဆိုဒီသုံးခုကိုသူရှင်ပြတဲ့အနေအထားကြီးတယ်ဇော်ဝေဆိုတော့ဆောက်ပေါ်ငပေါ်ဘာမှပြောချင်တာရှောက်ပြောပါဇက်တဲ့အာသီးကြောင့်ကိုတော်ကဘယ်နာပတ်ပြနေရမှာမသိပါနဲ့ခန့်သူပြောတဲ့ဇော်ဝေဆိုပြောတဲ့စကားသူပြောတဲ့စကားဆိုလို့ရှိရင်ဒါ
တုံတော့အနေထားလောက်ကိုသိအောင်တော့ကျွန်တော်ဒါနည်းနည်း share လေးမျှပြောချင်နေတယ်ဟုတ်လားတကယ် तू ကမြေပြင်နေမှာသူတို့ကဗာလဲဆေးရုံနေတင်နန်းနေဟလားစေတက်ကတူတွေဘာညာတဲ့ထောက်ကူပြုတွေတင်နန်းပြုတွေ तू ဖွဲ့ဖို့တက်ကိုဖွဲ့လို့ရပြီဘာညာပေါ့စိုက်ရွေးလို့ဆိုအဲ့လိုနေရာတွေမှာ तू လိုက်ရိုက်ပြတာမဟုတ်ဘူးနောက်ကထင်းပုံကြီးထဲမှာထိုင်ကုတ်ကုတ်လေးနဲ့ဗဇက်ထဲမှာပြောနေတာပြောနေတာအဲ့တော့ तू ဗဇက်ထဲမှာရှိလို့ပြောနေတာပြောနေတယ်ဆိုတဲ့အထာကိုဒါကို तू ခွင်ပြသွားတာရှိတယ်အော်ရီမိုပြောပြန်တော့လဲခေမီသူတိုင်းဘာဖြစ်လဲအနုကြီးကိုဝေဖန်ကြသည်ဘာဖြစ်သည်ညာဖြစ်သည်ကျွန်တော်ဘာလို့ညာတော့ငမှုပြောချင်တာပြောနေတာပြောတယ်ဒါပေမဲ့ထုံးမြင့်နိုင် DVD နဲ့လာမသိပါဘူးအဲ့မှာview တစ်ခုမှကြတော့ဒါသူကစစ်ရေးတွေနိုင်ငံရေးတွေလှုပ်ရှားပုံတွေသူတို့ရဲ့ဟိုနေရာတွေပြောတဲ့ပြောလိုက်တဲ့စကားတွေကိုတိတိငြိမ်ငြိမ်နဲ့ပြောသွားတာကိုသူပြောချင်တာအဲ့တော့ဒီ၃ယောက်မှာဒါသူပြောချင်တယ်ဆိုတဲ့စကားကအဲ့၃ယောက်ရဲ့ interview တွေကိုလည်းကြည့်စေချင်တယ်ဆိုတော့ကွာဒီအနုကြီးကဟိုရီမုံတို့ဟိုကောင်ဘလူလဲစောစောကောင်မြန်မာနဲ့ကောင်ဇော်ဝေဆိုးတို့ဒါတွေကိုသူရှင်းပြောချင်တာဖြစ်မယ်အဲ့တော့သူကလည်းရှင်းပြောလို့ချင်းလှော့တာလှော့ခြင်းတယ်နော်လှော့တာလှော့ခြင်းတယ်နည်းနည်းသူကြောက်နေရတဲ့အနေအထားမျိုးရှိတာလားဘာလားမသိပါဘူးကျွန်တော်နည်းနည်းဆက်နာတော့ဒီမှာသူပြောချင်တဲ့အဓိပ္ပာယ်ကတော့ဒါပဲကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့နော်ဒီကောင်လေးအကုန်သိနေပြီအနုကြီးဆိုစောက်ယူတွေစောက်ပေါ်တွေကလင်းငယ်ကြီးတွေအကုန်သိနေပြီသူတို့ကြောင့်ညီမပြည်ထဲမှာရှိနေတဲ့ PDF ညီငယ်ညီမငယ်တွေတေးကြတဲ့ဆိုအကုန်သိနေပြီအဲ့နိုင်ငံသားမှာရှိတဲ့လူတွေအကုန်လုံးကဟိုငစီတာအဲ့ကောင်တွေပတ်စံနေပြီးတယ်အနုကြီးဖွဲ့တွေကိုပတ်စံပြီးတယ်ဒါသူတို့ထောက်ဖို့အကြီးသားတွေဟိုဒါအဖွဲ့နှစ်ဖွဲ့ကြီးပြဒါတကယ်လုပ်တဲ့အဖွဲ့ကအနုကြီးဖွဲ့ကနေပြီးတော့ထောက်ဖို့ရတဲ့ပတ်စံတွေကတော့တိမ်မောင်းတန်မောင်းများစွာရှိတယ်ဟောငစီတော့ဟိုက9000တို့90တို့100တို့အောက်ခြေမှာလိုက်စုတယ်သူကနှစ်ဖွဲ့စုတာအောက်ခြေမှာစုတာငစီတို့50 100နဲ့စစုတယ်အပေါ်ဟာတွေက heavy တွေငှက်ခင်ကြောက်ခင်ပါခင်ဝက်ကင်ပါခင်ညာခင်နဲ့ကင်မယ်ဆိုတဲ့ဟာတွေကဒေါ်လာတွေပြီးနေမှာ project ပဲဘာလို့မြေရောက်မြို့တော်လုံးပဲမြေရောက်စေးုံလုံးပဲဆိုအမှဒေါ်လာ1000နဲ့သိန်းနဲ့ရှိနေတော့သူခွင်နေပဲရှာစားနေကြတာပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုတာကသူကဝင်ငွေဖျားရတယ်ဘာညာမပြောဆိုဘယ်ပြောမလဲဒီဘက်ကရတဲ့ပတ်စံတွေရှိတာအဲ့တော့သူပြောချင်တဲ့ပုံစံရတော့ဒီ၃ယောက်ကိုရှင်းတယ်၃ယောက်ကိုရှင်းပြီးတော့မှဒါဘသူကကောင်းတယ်ဘသူကဘယ်လိုမျိုးဖြစ်တယ်ဆိုတာဒါသူခွဲခြားစိတ်ဖြာသွားတာဖြစ်တယ်ပညာသားပါတော့ပြောသွားတာဖြစ်တယ်အဲ့တော့အနုကြီးအဖွဲ့ဆိုတာလည်းပဲသူတို့အချင်းချင်းတော်မှာယွန်ရှာလာပြီးအောက်တန်းသားစီမှန်တိလာပြီးပြောရတာမကောင်းလို့ကြောက်လို့တာမပြောဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ကဲကျွန်တော်တို့နည်းနည်းလောက်နားထောင်ကြည့်ပြိတ္တနော်အဲ့တော့သူတို့ဘက်ကနော်ရန်သူဘက်ကတော့သူလုံးစရာရှိတာသူလုံးနေတာပေါ့လေဒါပေမဲ့ကိုဘက်ကလည်းကိုလုံးစရာရှိတာကိုခိုင်မာမာနဲ့လှုပ်ဆောင်နေတယ်ဆိုတာကိုဒါတေးချာချာကိုဆရာကြီးကရှင်းပြဖားပါတယ်အဲ့တော့ကျန်တာကတော့ဝါဒဖြန့်မှုတွေကိုတိုက်ခိုက်မှုတွေဒါတွေကတော့ရှိနေမှာပေါ့နော်အခုမှရှိနေတာမဟုတ်ပါဘူးဒေါ်လာရေးစားတွေရှိနေတာပါသူဘာတန်ညာနဲ့နောက်ကဒီတန်ကြီးလက်တာများတယ်နော်အဲ့တော့ဒီကလာကြီးကသူပြောတာပြောတယ်ပြောချင်တာကဒီအန်ယူဂျီဆိုတဲ့ဟာတွေငဘောအဖွဲ့ကြီးလို့ဒါပြောချင်တာသိရမှာတင်ထားတဲ့ကောင်တွေကလည်းခေါက်သီးနဲ့ခေါက်တောက်တွေနဲ့ခွဲစားမဲ့မြစားမဲ့သူတွေကဟောင်းပဲခွဲစားမြစားဟိုအယိုးရအေးရသလောက်ကြိုက်တဲ့သူတွေကလည်းချမ်းသာတယ်နိုင်ငံသားမှာကြတော့ဗျာဝင်ရမြန်မာပြည်နဲ့မတူဘူးလေမတူတဲ့ခါကျတော့သူတို့ကလူလိုက်တဲ့တန်းလိုက်တဲ့ဆိုငွေရအွန်လိုက်ချင်းလိုက်ကြီးရကုန်ပြီးတယ်ပြီးတော့အဲ့မှာအိမ်ဒီဝဲပါတီဝဲနဲ့စီဝိုင်းလုပ်ပြီးသူကသူနေထိုင်လို့အဆင်ပြေတာအမှန်ကတော့မြန်မာပြည်ထဲမှာအာဂရီတရားကြီးနဲ့ခိုးတယ်ဖွက်တယ်လူတက်တယ်မတိချင်းအကုန်လုံးလုပ်ပြီးတော့မှဖြက်စီးရေးတွေလုပ်ပြီးတော့မှနိုင်ငံခြားရောက်တယ်အဲ့ဒီမှာအဲ့နိုင်ငံခြားကောင်တွေကသူတို့ဒါမြန်မာပြည်ပြန်လုပ်ရပါလုပ်ဝညာလုပ်ဝဆိုပြီးတော့ပြောပြီးတော့ပတ်စံနေပြန်တောင်းတယ်တောင်းတော့အဲ့ရတဲ့ပတ်စံနဲ့ကောင်းကောင်းခံစားဆန်းစားနေတယ်သူတို့တိုးလိုက်ရှိုးလိုက်တဲ့ဟာတွေကတော့ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့ PDF တွေကတော့မသိတော့အစတော့မြန်မာနိုင်ငံထဲမှာနေနေတဲ့ညီငယ်ညီမငယ်တွေက PDF တွေဝင်ကုန်ကြတယ်အကြမ်းဖက်တွေဝင်ကုန်ကြတယ်နောက်ပိုင်းနဲ့ကြလဲကြကြောက်တော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကတခုမှအမှန်မဟုတ်ဘူးနောက်တက်မလောကတဖြည်းဖြည်းဒါနှိမ်နှင်းလိုက်တဲ့အခါကျတော့တော်တော်များများနေရာတိုင်းလို့တနေရာ3000 4000 5000အဲ့လောက်ရှိမဲ့နေရာမှာအခုဆိုတနေရာကိုရာခဏန်းတော့မရှိတော့အဖွဲ့တွေအများကြီးသာဖွဲ့ထားတယ်အဲ့ဒီလူတွေအကုန်လုံးကပြုတ်သေကုန်ကြတယ်နော်အဓိကကတော့သူတို့ကရွာတရွာရောက်တယ်ရွာလို့ချင်းရွာတွေရောက်လို့ချင်းသူတို့နဲ့ပူပေါင်းလို့ရှင်လို့ချင်းတမ်းမှဖြတ်မှဒလန်ဆိုပြီးပြောအဲ့တော့ရွာကောင်တွေကတယောက်ပြီးတယောက်လိုက်တဲ့ခါကျတော့ဒီကောင်တွေရုံမှမှုတွေတီးတော့တက်မတော်ရဲ့အပေါ်ဘုံသားပြီးဒုံသားပြီးလက်နဲ့ကြီးသားပြီးတော့သေးအဲ့တော့နောက်တဖြည်းဖြည်းကျတော့9နှစ်ကာလမှာဆိုလို့ရှိရင်9စားတစားပြုတ်သွားပြီးတော့အခုဆိုတော့ဒီကောင်တွေ
အညာဒေတာမှာဆိုလဲအားလုံးပေါင်းလိုက်လို့ယာမပြည့်တော့ဖြစ်တယ်တောင်တော်ကအားလုံးရှင်းလို့လင်းလို့ပြီးသွားရင်တော့အားလုံးအေးချမ်းသွားပြီပေါ့ကျွန်တော်တို့ကတိုင်းသူပြည်သားဆိုအေးချမ်းလေးနေတင်ကြတာနေတင်ကြတော့ဒီလိုပဲမျှော်လင့်တာပေါ့နော်အားလုံးပဲဒီကလာကြီးကိုဗာရေးတင်လဲဆိုတာလဲကျွန်တော်ပြောပြပါနော်ကျွန်တော်တို့တောင်တော်ရတိုင်းပြည်အေးချမ်းအောင်လှုပ်ဆောင်နေတာတော့ကျွန်တော်တွေးရှိတာတော့ကျွန်တော်အမြဲတမ်းပြောပြနေတာဖြစ်ပါတယ်အားလုံးလိုတာပြည့်ပါစေတောင်းကိုပိုင်းရစုတောင်းနော်